ဟာတေးတချင်တဲ့ဘုံကိုညီတာဟေးမန်ဝင်နေပြီပါတယ်နင်းစက်ချရာဆောင်တွေပြောင်းခဲ့ပါပြီနားရဲ့ဥဒရလေးပဲမြင်ရဲ့နန်းတယောက်ပဲမလေးကိုယ်ကိုညီကပြောပြပါနော် Cherry ဝေးတဲ့ဆောင်မှာ